င်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်ဒီတက်စင်ကတ်တွေပေါ့ခင်ဗျာကျွန်တော်တို့ထိုင်းဒီတက်စင်ကတ်တွေကိုယ့်ရဲ့စင်ကတ်ကပတ်စံစားနေပေါ့ခင်ဗျာပတ်စံအလိုလျောက်ဖြတ်နေပေါ့ခင်ဗျာဘယ်လိုပိတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့လိုစားနေရဆိုတာကျွန်တော်စင်ကတ်ကအော်တိုပတ်စံနှုတ်နေတယ်ဆိုတာကျွန်တော်တို့ရဲ့စင်ကတ်မှာပေါ့ခင်ဗျာဖုန်းမှာပတ်စံစားတဲ့စာအိတ်တွေပေါ့ခင်ဗျာကိုယ့်ရဲ့ဖုန်းထဲမှာဝင်းနေလို့ဖြစ်ပါတယ်ခင်ဗျာအလားလေးကိုပိတ်ပေးရမယ်ပေါ့ခင်ဗျာဘယ်လိုပိတ်ရမလဲဆိုတော့ကျွန်တော်တို့ကဒီမှာဒီဖုန်းကိုတစ်ချက်ဝင်လိုက်မယ်ပေါ့ခင်ဗျာကျွန်တော်တို့ဒီဖုန်းကိုတစ်ချက်သွားလိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာဖုန်းထိုးတဲ့စီကိုတစ်ချက်သွားလိုက်မယ်ပေါ့ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ဒီမှာ star ပေါ့ခင်ဗျာ star 139ခွန်အဲ့လိုရေးပြီးတော့ကျွန်တော်တို့ဒီမှာဖုန်းထိုးလိုက်ပါမယ်ခင်ဗျာကျွန်တော်ကဒီမှာ number 1ဒီတက်ကပေါ့ခင်ဗျာဒီတက်ကဖုန်းထိုးလိုက်ပါမယ်ဖုန်းထိုးလိုက်ရင်ကျွန်တော်တို့အဲ့လိုခဏနည်းနားကျွန်တော်တို့အတန်လေးနားထောင်လိုက်မှာပေါ့ခင်ဗျာနားထောင်လိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာဒီကောင်လေးကိုတစ်ချက်ဖွင့်လိုက်ပါမယ်ခင်ဗျာဒီကောင်လေးကိုတစ်ချက်ဖွင့်လိုက်ပါမယ်အဲ့လိုလေးခဏနားထောင်လိုက်ပါခင်ဗျာยกเลิกบริการ SMS ที่สมัครและถูกคิดเงินกด2ကိုဆောင်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနှစ်ကိုတစ်ချက်နှိပ်ပေးလိုက်ပါခင်ဗျာยกเลิกรับ SMS ที่ถูกคิดเงินทั้งหมดยืนยันกด1နေကိုရောက်ပြီဆိုရင်ဒီမှာတစ်ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒီမှာတစ်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ရောက်ပါခင်ဗျာကျွန်တော်တို့ကဒီဖုန်းပြောနေတာအော်တိုသူကြတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကရှမ်းစကားတွေထိုင်းစကားတွေမတက်လည်းပေါအောင်ဖြစ်ပေါ့ခင်ဗျာအရန်ကိုလွဲပါတယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ထိုင်းပေါ့ခင်ဗျာထိုင်းဒီတက်စင်ကတ်တွေပေါ့ခင်ဗျာပတ်စံစားနေရင်ဘယ်လိုပိတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပေးမှာတော့ကျွန်တော်တို့မိတ်ဆွေတို့ရဲ့ထူးမှုစင်ကတ်ဟာပေါ့ခင်ဗျာပတ်စံစားနေပေါ့ခင်ဗျာပတ်စံဖြတ်နေရင်ပတ်စံအလိုလျောက်ဖြတ်နေပေါ့ခင်ဗျာကျွန်တော်တို့ဘယ်လိုပိတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အဲ့လိုပိတ်ဖို့ဆိုရင်တော့ကျွန်တော်တို့ဒီဖုန်းကိုသွားလိုက်မယ်ပေါ့ခင်ဗျာဖုန်းကိုသွားလိုက်မယ်ကျွန်တော်တို့ဖုန်းကိုသွားပြီးတော့ကျွန်တော် star ပေါ့ခင်ဗျာ139ခွန်ကျွန်တော်တို့ကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာဖုန်းထိုးလိုက်မယ်ပေါ့ခင်ဗျာကျွန်တော်ရဲ့ဒီမှာ2ကတ်ထူးမှုကဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာဖုန်းထိုးလိုက်မယ်ဆိုရင်ကျွန်တော်တို့အဲ့လိုလေးပေါ့ဖုန်းခေါ်သွားရင်ပေါ့ခင်ဗျာကျွန်တော်ဒီမှာဒီကောင်လေးကိုဖွင့်နိုင်မှာပေါ့ခင်ဗျာဖွင့်ပြီးတော့ကျွန်တော်ဒီမှာစပီကာလေးကိုတစ်ချက်နှိပ်လိုက်ဖွင့်နိုင်ပေါ့ခင်ဗျာကျွန်တော်အဲ့လိုလေးနားထောင်ပြီးတော့บริการยกเลิกรับ SMS ที่ถูกคิดเงินฟรีค่ะ For English please press 9ဒါအင်္ဂလိပ်လိုလည်းပြောင်းလို့ရတယ်ပေါ့ခင်ဗျာအင်္ဂလိပ်လိုအောင်ကြည့်ရင်ကျွန်တော်တို့မပြောင်းလည်းပေါင်းဖြစ်ပေါ့ခင်ဗျာကျွန်တော်ရှမ်းလိုလေးထိုင်းလိုလေးနားထောင်လိုက်မယ်ထိုင်းလိုမတက်လည်းပေါင်းဖြစ်ပေါ့ခဏလေးပဲနားထောင်လိုက်ပါခင်ဗျာยกเลิกข้อความที่ถูกคิดค่าบริการกด2ဆောင်ရောက်သွားပြီပေါ့ခင်ဗျာค่าบริการกด3ဆောင်ရောက်ရင်တော့တစ်ချက်နှိပ်လိုက်ပေါ့ခင်ဗျာနံပါတ်3ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာระบบตรวจสอบหมายเลขของท่านไม่พบข้อความที่ถูกคิดค่าบริการค่ะขอบคุณပြီးတော့ကျွန်တော်တစ်ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဆိုတော့ဖုန်းထိုးရလေသူ့လိုကြာအော်တိုကြာသွားပြီပေါ့ခင်ဗျာဒါကတော့ကျွန်တော်နံပါတ်နဲ့ပိတ်တယ်နီးပေါ့ခင်ဗျာထူးမှုစင်ကတ်ကိုပေါ့ခင်ဗျာကျွန်တော် star 139ကိုဖုန်းထိုးပြီးခေါ်လိုက်မှာခေါ်ပြီးရင်ကျွန်တော်တို့ဒီမှာ31ကိုနှိပ်ပြီးတော့ပိတ်လို့ရတယ်ပေါ့ခင်ဗျာကျွန်တော်တို့အဲ့လိုနံပါတ်နဲ့ပိတ်တာကျွန်တော်တို့တိတ်ပြီးတော့အလုံးမလုံးဘူးပေါ့ခင်ဗျာကျွန်တော်ကိုယ်တိုင်ကြုံပြီးပေါ့ခင်ဗျာကျွန်တော်တို့ပတ်ဆက်ကိုဆက်ပြီးတော့ဖြတ်နေတာစားနေတာဖြစ်တတ်တယ်ပေါ့ခင်ဗျာအဲ့လိုဖြစ်နေရဆိုရင်ကျွန်တော်တို့နံပါတ်နဲ့ပိတ်တာအဆင်မပြေဘူးဆိုရင်တော့ကျွန်တော် software နဲ့ပိတ်တဲ့နည်းရှိတယ်ပေါ့ခင်ဗျာကျွန်တော်အကောင့်ဆုံးကတော့ကျွန်တော်နံပါတ်နဲ့ပိတ်မဲ့အစားပေါ့ခင်ဗျာအခုကျွန်တော်ပြောတဲ့ software လေးနဲ့ပိတ်ပါခင်ဗျာအဲ့ဒါတော့ဒီ software လေးဖြစ်တယ်ပေါ့ခင်ဗျာကျွန်တော်ထူးမှုဆိုတဲ့ဒီ true software လေးပေါ့ခင်ဗျာဒီမှာ true software လေးပေါ့ခင်ဗျာဒီ software လေးဖြစ်ပါတယ်ကျွန်တော်ဒီ software လေးကိုဒီ Play Store ထဲမှာသွားပြီးတော့ download ရတယ်ပေါ့ခင်ဗျာကျွန်တော် iOS ပဲဖြစ်ဖြစ် Android ပဲဖြစ်ဖြစ်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာဒီ software လေးရှိတယ်ပေါ့ခင်ဗျာကျွန်တော်တို့ Android သမားရတော့ဒီမှာ Play Store ထဲမှာကျွန်တော်တို့ true ဆိုပြီးတော့ရိုက်ရှာလိုက်မှာပေါ့ခင်ဗျာtrue ဆိုပြီးတော့ရိုက်ရှာပြီးတော့ကျွန်တော်တို့ဒီမှာကျွန်တော်ဒီ software လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီမှာဒီ software လေးကို download မှာဖြစ်ပါတယ်ဒီမှာ true ဒီ software လေးကို download မှာဖြစ်ပါတယ်ကျွန်တော်က down ပြီးသားဆိုတော့မ down တော့ဘူးပေါ့ခင်ဗျာကျွန်တော်ဒီ software လေးတွေကိုဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီ software လေးတွေကိုကိုယ့်ရဲ့ဖုန်းနံပါတ်နဲ့ပေါ့ခင်ဗျာကိုယ့်ရဲ့ true မှု SIM card နဲ့ log in ဝင်လိုက်ပါမယ်ခင်ဗျာlog in ဝင်ပြီးရင်တော့ကျွန်တော်ညာဘက်တောင်ပေါ့ခင်ဗျာဒီညာဘက်တောင်အပေါ်ဆုံးမှာရှိတယ်ပေါ့ခင်ဗျာဒီမှာအဆက်ကလေး30ကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာဒီမှာအဆက်ကလေး30ကိုတစ်ချက်နှိပ်လိုက်ပါမယ်ကျွန်တော်ဒီလို log in ဝင်ကျွန်တော်ဒီမှာအဆက်ကလေး30ကိုနှိပ်ပြီးဒီဘက်ရောက်သွားပြီဆိုရင်တော့ကျွန်တော်ကအားလုံးအတွက်ပို့ပြီးတော့အဆင်ပြေအောင်ပေါ့ခင်ဗျာကျွန်တော် language ချိန်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဘာသာစကားကိုပေါ့ခင်ဗျာဒီမှာမြန်မာလိုလေးပဲပြောင်းလိုက်ပါမယ်ခင်ဗျာကျွန်တော် language ကို
ဒီမှာမြန်မာလိုလေးပြောင်းလိုက်မှာပေါ့ခင်ဗျာအားလုံးအတွက်ပို့ပြီးတော့အဆင်ပြေသွားအောင်ပေါ့ခင်ဗျာကျွန်တော်တို့အဲ့လိုမြန်မာလိုပြောင်းပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီအကောင်လေးကိုတစ်ချက်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာဒီထဲဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာအောက်ဆုံးရဲ့အတက်ကပေါ့ခင်ဗျာဒီမှာ SNS စီမံမီပေါ့ခင်ဗျာအကောင်လေးကိုတစ်ချက်အကောင်လေးတွေကိုတစ်ချက်ဝင်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာ SSNS စီမံမီဆိုတဲ့ထက်ကိုတစ်ချက်ဝင်လိုက်ပါမယ်ကျွန်တော်တို့ဒီမှာ SSNS ကိုတစ်ချက်ဝင်လိုက်ပါမယ်ခင်ဗျာဒီဘက်ကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာအခုလိုလေးနှစ်ကွက်ပေါ်မယ်ပေါ့ခင်ဗျာကျွန်တော်တို့ကအဓိကကျွန်တော်ဒီဘက်မှာကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဒီမှာစီရင်သွင်းမှုပေါ့ခင်ဗျာအင်္ဂလိပ်ဆိုရင်တော့ subscription ပေါ့ခင်ဗျာ subscribe ဘက်မှာပေါ့ခင်ဗျာဒီမှာစီရင်သွင်းမှုဘက်ကိုတစ်ချက်နှိပ်ကြည့်လိုက်ပါမယ်ခင်ဗျာဒီဘက်မှာရှိတဲ့စာအိတ်တွေမှန်သမျှအလားပတ်စံဖြတ်တဲ့စာအိတ်တွေဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့စင်ကတ်ကိုပတ်စံဖြတ်နေတဲ့စာအိတ်တွေဒီဘက်မှာရှိတဲ့စာအိတ်တွေဖြစ်ပါတယ်တချို့စင်ကတ်တွေဆိုပေါ့ခင်ဗျာအများကြီးစာအိတ်တွေအများကြီးရှိနေတယ်အဲ့ဒီစာအိတ်တွေအကုန်လုံးကပတ်စံဖြတ်နေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အင်္ဂလိပ်ဆိုရင်တော့ဒီမှာ subscribe လုပ်ထားရပေါ့ခင်ဗျာပမာလို့ဆိုရင်တော့ကျွန်တော်စီရင်သွင်းပြီးထားရပေါ့ခင်ဗျာပတ်စံနဲ့ဝယ်ထားတဲ့စာအိတ်တွေဖြစ်ပါတယ်အဲ့ဒီစာအိတ်တွေကိုကျွန်တော်တို့ကစီရင်သွင်းမှုကိုဖြတ်ထုတ်မယ်ပေါ့ခင်ဗျာအင်္ဂလိပ်လို့ဆိုရင်တော့ unsubscribe လုပ်ပြီးတော့ပြန်ဖြုတ်လို့ရတယ်ပေါ့ခင်ဗျာဒီဘက်မှာရှိနေတဲ့စာအိတ်တွေအကုန်လုံးကိုကျွန်တော်တို့ပြန်ဖြုတ်ပေးလိုက်ပါခင်ဗျာဒါကတော့ပတ်စံစာအိတ်တွေဖြစ်ပါတယ်ဒီဘက်က SN ကြော်ညာဒီကတော့ကြော်ညာစာအိတ်တွေပေါ့ခင်ဗျာဒီကောင်တွေမဝင်စေချင်ဘူးဆိုရင်လည်းဒီမှာဒီအနီတန်းလေးပေါ့ခင်ဗျာဒီမှာ SN အများမရလို့ပါပေါ့ခင်ဗျာဒီကောင်လေးကိုနှိပ်ပြီးတော့ပိတ်လို့ရတယ်ဒီမှာဒီဘက်ကစာအိတ်တွေကတော့ပတ်စံမစားဘူးဒါတော့သူကကြော်ညာစာအိတ်တွေဖြစ်တယ်ပေါ့ခင်ဗျာဒီဘက်ကစာအိတ်တွေကတော့ကျွန်တော်တို့ပတ်စံနဲ့ဝယ်ထားတယ်ပေါ့ခင်ဗျာကျွန်တော်တို့ဝယ်ထားတဲ့သူတို့ဖြစ်နေတဲ့စာအိတ်တွေဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီအဓိကဒီဘက်ကစာအိတ်တွေပေါ့ခင်ဗျာဒီမှာစီးရင်သွင်းမှုအောက်မှာရှိတဲ့စာအိတ်တွေအကုန်လုံးကိုကျွန်တော်တို့ကစီးရင်သွင်းမှုဖြတ်ထုတ်မယ်ပေါ့ခင်ဗျာမြန်မာလို့ဆိုရင်တော့ကျွန်တော်အင်္ဂလိပ်လို့ဆိုရင်တော့ unsubscribe ပြန်လုပ်ပေးလိုက်ပါခင်ဗျာဆိုရင်တော့ဒီစာအိတ်တွေပြတ်သွားမှာပေါ့ခင်ဗျာအခုကကျွန်တော်ဖြတ်ထုတ်ထားလို့ပေါ့ခင်ဗျာunsubscribe လုပ်ထားလို့အခုကစာအိတ်တဲ့အိမ်မှာမရှိတာဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့ကြော်ညာစာအိတ်တွေပေါ့ခင်ဗျာဒီအမှဒီဘက်ကစာအိတ်တွေကတော့ပတ်စံမစားပါဘူးဒါပေမဲ့ပိတ်ချင်လည်းဒီအနီဒီလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာအတီးပြုတ်ပဲပေါ့ခင်ဗျာအတီးပြုတ်ရအောင်နှိပ်လိုက်ပါဆိုရင်လည်းအဲ့ဒီစာအိတ်ကဒီမှာအမှန်ချစ်ကလေးဖြစ်ပြီးအောင်မြင်သွားပြီပေါ့ခင်ဗျာဆိုရင်တော့ကျွန်တော်တို့ကဒီမှာကြော်ညာစာအိတ်တွေလည်းဝင်မှာမဟုတ်တော့ဘူးကျွန်တော်တို့ပတ်စံစာအိတ်စားနေတဲ့စာအိတ်တွေလည်းဝင်မှာမဟုတ်တော့ပါဘူးခင်ဗျာအခုကတော့ကျွန်တော်တို့ဒီထူးမှုကတ်တွေပေါ့ခင်ဗျာကျွန်တော်တို့ထူးမှုကတ်တွေကိုကျွန်တော်တို့ပတ်စံစားနေပေါ့ခင်ဗျာမိတ်ဆွေတို့ရဲ့စင်ကတ်ကပတ်စံဖြတ်နေရင်ဘယ်လိုပိတ်ရမလဲဆိုတာလေးကိုကျွန်တော်ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ